အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဆောင်းမေကိန်းရတော့profit ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရွေးခန်းနဲ့ပြည်သူများရေးတဲ့ profit စဉ်းစားတယ်ပြည်သူများမယူလိုက်မယ်ပြည်ရတော့ကောင် profit ဆိုတော့အဲ့လူဗီဒီယိုကြည့်ကြမလားအဲ့ဆိုကျွန်တော်ကြောက်တော့ရမလဲခိုင်လူကကြည့်တာမှတ်မိပြီဆိုပြီးတော့မသိပြီကွက်စီရမှာပဲဆိုပြီးကျွန်တော်သွားတယ်ကိုရရတယ်ပေါ့နော်ကိုတက်ယူတယ်ကိုတယူတော့အဲ့ဒီတူပြောတော့မင်းဘကွက်စီကိုလေကိုယူမယ်ဆိုတော့မင်း9កောင်တက်ရမယ်အဲ့ဒီကွက်ကို9ရောက်မင်းတက်ရမယ်ဆိုတော့ပြောတယ်ကျွန်တော်လည်းဒါငါရင်တဲ့ခုနတလားအိမ်နာဟာတက်ရကျွန်တော်လက်ခံတော့တော့သွားတယ်ကျွန်တော်မကျွန်တော်ကတော့ကြောက်လာဒီဘေးဘာလဲလို့လေဟောမနိုင်မိတာမနိုင်တော့လူပြောကျွန်တော်တခြားတော့မကြတော့လည်းကဆိုထိုးမဆိုကျုံးချတယ်ခင်ဗျာချတယ်ချတော့နှလုံးလက်တီကြတဲ့တီဆိုထိုးလိုက်တယ်တော့ပြောက်သွားပြီနောက်တော့ချတယ်ခင်ဗျာနောက်တော့တာကျွန်တော်ပြောင်းကောင်းဝင်ဆိုထပ်ထိုးထိုးတယ်ဘယ်တီညာရတီမေးသေးလို့ကဲခင်ဗျာထိုးတော့နောက်တလုံးလေးထိုးလိုက်တယ်ခင်ဗျာကျွန်တော်လည်းဒီကောင်ဝဲတချုံရမယ်တင်ပြီးတော့ကျွန်တော်ကျုံးထိုးတယ်ငါထိုးတယ်ကျွန်တော်ထိုးတယ်ကျွန်တော်နောက်တော့ထပ်ပြတ်တယ်ကျွန်တော်သွားတယ်ထိုးတယ်ထိုးတယ်ခင်ဗျာကျွန်တော်ထိုးတယ်နောက်တော့ထပ်ထိုးတယ်မနော်တဲ့ဘယ်ကျနေဆိုမသိတော့ထိုးတယ်ဘယ်တည်းညာတည်းဆိုကျုံမနော်တော့ထပ်ပြတ်ကျွန်တော်ကွက်ပြီးသွားတယ်ဘာလို့ပြီးသွားကျွန်တော်ပြောရတယ်ကျွန်တော်ခေါင်းနေပြောတယ်ကျွန်တော်ပြောရတယ်ကျွန်တော်ပြောတယ်ခေါင်းနေဒီခေါင်းကျွန်တော်ခေါင်းလိုက်တယ်ကွက်သိရအောင်မယ်ဆရာကျွန်တော်ခွေးရအောင်ဆိုကျွန်တော်ပြောလိုက်ချင်မှာဒီလိုပြောမင်းကိုရတော့ကျွန်တော်ယူလိုက်ကျွန်တော်ဆော့တော့မှာတောင်းမှာပေါ့တောင်းမှာဒီမှာပြန်ပြီးကျွန်တော်သွားတယ်ကျွန်တော်ထိုးတယ်အမှန်ကန်ထိုးတယ်ဟေးထိုးတယ်ကျွန်တော်တော့ထပ်ထိုးတောင်းပြောက်သွားတယ်ငါဘယ်လိုလဲမလဲငါတော့ဆက်ကြောက်မယ်အချိန်ကြီးကြာနေပြီဆိုတော့ကျွန်တော်လည်းမြင်ကောင်းမမြင်တော့လေငါပြိတ္တတွေငါ့မပြင်းချင်းဝဲဆိုပြီးကျွန်တော်ကဟန်ထားလိုက်တော့ကျွန်တော်ထိုးတယ်ကျွန်တော်ထိုးတယ်ဆက်ထိုးတယ်ကျွန်တော်ထိုးတယ်နဲ့လက်တီးရမီးကြီးဆိုတော့ထိုးခိုင်းတယ်ကျွန်တော်လက်ရမလဲနိုင်နေရတယ်ခင်ဗျာကျွန်တော်ထိုးတယ်ကျွန်တော်နောက်တစ်ယောက်ထပ်ထိုးတယ်မလို့ပတ်တန်းနေတယ်ကွာ9 မိနစ်ထက်ကျန်နေကောင်းကွာမင်းတို့လည်း50လောက်ပြည့်စတော့နောက်တစ်လုံးထပ်ထိုးလိုက်ရှော့ရတယ်နောက်တော့ရှော့ရတော့ကျွန်တော်လည်းလိုက်ချတော့ဗောကျွန်တော်ချတယ်မြာချလိုက်တယ်ကျွန်တော်ကွက်ထပ်ပြီးသွားရင်ခုနှစ်ရောက်ကျွန်တော်ပြောတယ်နောက်တော့ကိုယူအောင်မင်းထင်လို့ကျွန်တော်ထပ်ယူတယ်ကျွန်တော်ယူသွားတယ်မကိုယူလိုက်ကျွန်တော်မင်းကဘာကောင်းလဲပေါ့ငါကိုယူပါဆိုမှဒီမှာကွာငါပြီးသွားပြီငါဒီကောင်အန်တမထတော့ငါပေးတယ်ပဲအဲ့လိုတည်းဆိုတော့ငါသူပြင်ချရအောင်မှာကွာပြင်ချရတော့ငါစိတ်မရှိတော့အဲ့ကြောင့်ကျွန်တော်ကတော့လောက်ခွတ်ထိုးဒါတာဝင်မယ်ငါဒါဝင်ကောင်းတယ်ကျွန်တော်ဒါကိုဝယ်ဖို့စဉ်းစားလိုက်တယ်ကျွန်တော်ဒါကိုဝယ်ဆန်ဖို့တီဝယ်ဆန်ဖြစ်နေတယ်အဲ့လိုတီဝယ်နေပြီတော့ဒီကျွန်တော်ဝယ်လိုက်တယ်ကျွန်တော်တီဝယ်နေပြီကျွန်တော်ကြုံမတီဝယ်ဆိုင်ဒီကျွန်တော်တော့လေရအောင်မိမဖြစ်တော့ငါတန်ကိုရတာလေကွာငါမပြပြီဒီကောင်တော့ဘောတော့ပဲညပြန်ပြီအေးဟန်တော့ကျွန်တော်လည်းကျွန်တော်ဝယ်လာတယ်
ဝင်လိုက်တယ်ကျွန်တော်တောက်တော့ကတနာဆိုကျွန်တော်ဝင်လိုက်တော့ဟိုမှာ1000ပေးရတယ်1000တော့အိုးဒါမိုက်တာပဲဆိုကျွန်တော်သွားလိုက်တယ်သွားရင်းနဲ့အဲ့ဒီချိန်မှာဘောနော်လေးဝဲလှီးဝဲကျွန်တော်ကနည်းနည်းလေးကိုမှပတ်သက်မှာကကျွန်တော် free ကိုကျွန်တော်ယူလိုက်ပါတယ်သွားတယ်မောင်းလို့ပဲဘောနော်မောင်းလို့ပဲမောင်းနေဟာမောင်းနေဦးလားမောင်းလိုက်တယ်ကျွန်တော်ပြလိုက်တယ်ကွာနောက်သူကကျွန်တော်ကျွန်းပြောင်းဟာငါအဝေးရောက်နေပြီလားကျွန်တော်ကြောင်ရတော့နော်အဝေးရောက်နေပြီလို့ထင်တယ်ရောက်လည်းမရသေးပါဘူးကျွန်တော် live ကောင်းလို့ဖြစ်နေတာပါလိုက်သွားတယ်အေးဆိုင်ရောက်နေပြတဲ့နေရာကျွန်တော်သွားနေတယ်သွားတယ်ဟိုရောက်ရင်ဘာကုန်မတွေးပါလေဘာကုန်ရရင်ဆိုင်နေချရမှာလေမလဲပေးရတယ်30ပဲရှိရဆိုတော့ဟိုကနိုင်မလားဆိုကျွန်တော်စဉ်းစားတယ်ဒါပေမဲ့ကျွန်တော်ဆိုဘယ်သူလဲငါဘယ်တော့မှအရှုံးမပေးတဲ့ပတ်ကျဲกว่าဆိုတော့ကျွန်တော်ဒီရောငါရုပ်ကြပ်ကွာဆိုတော့ကျွန်တော်တော်တယ်ဟာကျွန်တော်ဒီကန်းနဲ့တော့မြန်မာနိုင်ငံလို့အဆင်ပြေရလားကွာဆိုတော့ကျွန်တော်မသိဘူးကျွန်တော်တော်တယ်မြန်မာနိုင်ငံအဆင်ပြေရဘူးလေခဲတော့မြန်မာနိုင်ငံလူမဖြစ်တာကံကောင်းပါတယ်ဆိုတော့ကျွန်တော်စိတ်ကူတယ်ကျွန်တော်တော်တယ်ဟာဘယ်တော့မှကျွန်တော်မသိဘူးအဲဒါကျွန်တော်ဒီလိုတော်တယ်ဟောမှာလေးကွာဆိုတော့ကျွန်တော်တကယ်ချင်းပြောရတယ်ဒီမှာတော့ကျွန်တော်တော်ရတယ်ပေါ့တော်တယ်ကျွန်တော်တကယ်ချင်းမတော်တဲ့ရှင်နာထားတယ်လားဒါအဲ့ဒီချင်းခွေရတယ်အော်မောင်နေနေဆိုရီပါဘာမနော်ကျွန်တော်တော်ရေးကြတယ်ကျွန်တော်ဆက်မရှိတော့ဆက်တော့ကျွန်တော်ဟိုင်းအပြင်ကြတယ်ကျွန်တော်တက်တယ်နော်အပူပြကျွန်တော်ပြီးတော့ကျွန်တော်ကဖြစ်နေတော့ကျွန်တော်ခါခါဖြစ်နေတယ်ကျွန်တော်တက်တာမြင်နေလို့ကျွန်တော်သိတယ်ရလိုက်အခုကျွန်တော်ပြောပြကြအဲ့ဒါရည်တော့အေးစေးတက်ပါရဖြစ်ဘာမှမဖြစ်တော့ဘူးအဲ့တော့နော်အဲ့ဒါကတက်သွားတယ်တက်သွားမှာဒီမှာပေါ့လောကမှာကိုယ်ကြည့်ပဲကျွန်တော်မင်းကြီးမြောက်ရဲ့တရားမကတော့6ကောင်ပဲတရားမင်းတက်လို့ရပြီဆိုတော့ဟိုကမပြီးလိုက်အဲ့ချက်ကျွန်တော်သွားတယ်ဒီမြောက်တော့ချတော့ခဏတာနဲ့ချလိုက်တယ်ချတယ်ကျွန်တော်လုံးအားတန်ချမယ်နောက်ဆုံးတော့လေပြတ်တော့ဖိမရှိတော့ထွက်ခဏရတယ်ရောကျွန်တော်ပြောတယ်ငါတေးတဲ့ခါကတော့မယ်ငါတခြားပိုင်းမှာငါလောက်တော့မဆိုဘူးကျွန်တော်စိတ်ဆိုးရတော့ကျွန်တော်တောင်းပန်ပါတယ်အဲ့ဒီပိုင်းလို့ကျွန်တော်လူပြကျွန်တော်အဆင်ပြေတယ်ကျွန်တော်တော့နောက်တိုင်းမြောက်တက်မယ်ပေါ့နားတော့တက်မယ်ဆိုတော့ကျွန်တော်တော်တယ်ကျွန်တော်မြောက်ရတက်တော့မယ်တော်တယ်မြောက်တဲ့အစီအမံလဲပဲ20တဲ့မြောက်တော့တယ်ဟောပါမယ်ကျွန်တော်တော်တယ်ထွန်းပြီးကြာကျုံးမှာပေါ့အဲ့ကျုံးအလင်းလာပဲရှိတယ်ကျွန်တော်ပြမယ်ကျုံးမှတက်တယ်ကျွန်တော်တက်ပြီးဆိုရင်ကျွန်တော်ပြီးလူတော့ကျွန်တော်ထင်ရနော်မအင်းမြောက်လည်းကျွန်တော်တက်ရကွာစကူပီတော့ကျွန်တော်မသိကြဘူးကျွန်တော်ချရတယ်ပေါ့နော်ကျွန်တော်ထိုးလိုက်ပြရဒီကောင်မှဒီပုံလေးဆိုကျွန်တော်ထိုးနေတော့ဒီချိန်မှာကျွန်တော်ခဏစားတော့ပေါ့နော်ခဏစားတော့ကျွန်တော်နည်းနည်းပါဒီကသူ့ချရကြတက်ချလိုက်ပါမယ်ညာချိုးကထိုးလို့ကျွန်တော် copy သွားရောနော်ကျွန်တော်ချတယ်ကျွန်တော် copy သွားတယ်ကျွန်တော်စိတ်ညစ်မှုရှိတယ်စိတ်ညစ်မှုတော့ကျွန်တော်ဥပင်းချမ်းဆိုတဲ့မလောက်ရယ်ဝဆက်ရှိပဲဟိုမတ်ပေါ်တော့ဒီပင်းလာတော့ခေါ်ရဲနေနာမှာဒီဆက်ရှိပဲနေတယ်ပြီးသွားတရားပြီးတော့တဲ့ပြီးမှဆမ်းမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ဟိုမှာကျွန်တော်ချတယ်မလေးဝဆက်ရှိ3နီးပါးရှိပါတယ်ဒီကျွန်တော်ထချအောင်ပေါ့နော်ချတယ်ကြောင့်ထိုးရှောက်လိုက်တဲ့ဆက်လေးတက်ပြီးကြောင်းအထိုးလို့တင်ကြီးတဲ့ထိုးလိုက်တယ်တော့ထိုးလိုက်တယ်
吐လိုက်တော့အဲ့ဒီချင်းမှကျွန်တော်